ဒီနေ့မှာတော့ကျွန်တော်တို့နမ်ဆန်မြို့ရဲ့အထင်ကရတစ်ခုဖြစ်တဲ့သမိုင်းဝင်လွဲဆိုင်ပတ္တမြားစီဒီတောင်တော်တို့ဖျားဘူးရင်အလဲပတ်ရောက်ခဲ့ပါလေတမိုင်းဝင်လွယ်ဆိုင်ပထမတောင်တော်ဟာနန်ဆန်မြို့ရဲ့အရှိတောင်ဘက်12မိုင်အကွာတွင်တည်ရှိပြီးကားဆိုင်ကယ်တို့နဲ့တွားမယ်ဆိုရင်တော့45မိနစ်ကြာစီးရမှာပါတောင်ပေါ်ကိုစားတက်ပြီဆိုတာနဲ့မွေလိန်မွေကောက်လမ်းလေးနဲ့အထက်ထက်ရစ်ဖွယ်တက်ရမှာဖြစ်ပြီးလမ်းဘေးဝဲရလက်ဖက်ဆိုင်ခင်းတွေနဲ့အတူတောင်စင်တောင်တန်းကြီးတွေရဲ့အလှရှုမြော်ခင်းတွေကိုအသက်ရှူမလောင်အောင်ခံစားတွေ့မြင်ရမှာပဲဖြစ်ပါတယ်ကဲခုဆိုတောင်တော်ပေါ်ရောက်ရှိလာပြီပဲဖြစ်ပါလေဗျာအဝယ်မုံဦးကြီးကတော့ခန္ဓာဝင့်ထဲစွာကြိုဆိုလျက်ပါပဲဦးစွာအနေနဲ့တောင်တော်တစ်ခုလုံးကိုစောင့်ရှောက်ပေးပြီးဒီနယ်တစ်နယ်လုံးရဲ့ယုံကြည်အားကိုးကြတဲ့တာဂလွတ်နတ်နန်းအဆောင်တော်ကိုမြင်တွေ့ရပြီဖြစ်ပါပြီဖျားဝင်းအတွင်းဝင်လာပါပြီဗျာဒါကတော့ဒီပေါင်းထောင်ကြီးတက်တန်းရှိပြီဖြစ်တယ်လှပစွာအုံမောစိမ့်ဆိုနေတဲ့ညောင်ဝင်းကြီးပါဒီညောင်ဝင်းကြီးဟာဂေါရမမြတ်စွာဘုရားလောင်းဥတော်မင်းဖြစ်စဉ်ကာလမှာကျင်းဆက်ရာညောင်ဝင်းများထဲကတပင်ဖြစ်ခဲ့တယ်လို့မြတ်သားရပါတယ်ဗျာဒီအပင်အရေးအောက်ကိုခိုလုံလိုက်ပြီးဆိုရင်ဖြင့်ဘဝအမောများအဆုံးစွန်ထိမေးပြောင်စေပြီးကြည်နူးဆွပြမှုကိုခံစားရတယ်လို့ထင်မိပါတယ်ဗျာအားလုံးစောင့်မျှော်ဖူးတွေကျင်နေကြတဲ့လွယ်ဆိုင်ဖျားပေါ်ရောက်ပါပြီပင်မဇေဒီကြီးခြံရံလျက်ကုန်းလုံးပြီနေပါဖျားဇေဒီအဆူဆူမျိုးစုံကိုတပ်ပယ်စွာဖူးတွေ့ရပြီပဲဖြစ်ပါတယ်ဗျာဒီဇေဒီကြီးကတော့အာတိုးကမင်းကြီးရဲ့သာသနာစီပြန်ပွားရေးအစီအစဉ်ဖြစ်တဲ့ဇေဒီပေါင်း8400ထဲမှာတဇူအပါဝင်ချစ်ခဲ့ပါတယ်အဲ့ဒီနောက်အလောင်းစီသူမင်းတိုင်းခံလက်လေရာဤတော်တော်ရောက်စဉ်ပြန်လဲမွတ်မှန်တီထားပေးခဲ့တာပါဤတော်တော်ဟာလဲဂေါရမမြတ်စွာဘုရားဥတောင်းမင်းချစ်စဉ်ကာလမှာကျင်လဲကျက်စားရတောင်တော်ဖြစ်ခဲ့တယ်လို့မှတ်သားဘူးခဲ့ပါရဲ့ဗျာဒီနေရာဟာလက်ဖက်အမွေမျိုးစေ့ကိုပေးခဲ့တော့အလောင်းစီသူမင်းကြီးရဲ့ဟော်နန်းဆောင်နဲ့နှစ်ပေါင်းရာကြီးတတန်းရှိပထမဆုံးလက်ဖက်ပင်လို့ပြောကြတဲ့လက်ဖက်အိုးပင်လေးပါပဲဗျာတိတ်တိတ်လေးငိုချွေးညိုးငယ်နေအမေ့လျော်ခံကျေးဇူးရှင်နဘာခုံးဆန်လောညံနန်းဦးပင်နန်းဆောင်
ဒီနေရာဟာဂေါတမမြတ်စွာဘုရားလောင်းဦးတောင်းမင်းဖြစ်စဉ်ကာလမှာနေထိုင်တဲ့ဦးတောင်းမင်းကူပါဗျာကျွန်တော်အနေနဲ့ဆင်းရခတ်လို့ပုံတွေနဲ့ဖော်ပြပေးလိုက်ပါတယ်နော်လူတစ်ခုနဲ့ကြုံကြိုက်ကြလို့ဖျားဘူးတွေအတော်တင့်စီးကားလို့နေတာတွေ့ကြရပါတယ်ဗျာကျွန်တော်သိသလောက်မှတ်သားရသလောက်ကျွန်တော်တို့မြို့ရဲ့လွယ်ဆိုင်ဖျားအကြောင်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်ဗျာအကယ်၍မပြည့်မစုံလိုအပ်တာများရှိသွားခဲ့ရင်လမ်းညွန်ပြသပေးပါလို့တောင်းဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ဗျာကြည့်ရှုသူတယောက်ချင်းကိုလည်းကျေးဇူးတင်ရှိပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံးကြမယ်နော်ကျွန်တော်ကနန့်စန်သားဆိုင်းလင်းပါပဲဗျာအားလုံး bye